have one son and my husband passed away in 2001. ရှင်ထဲမှာအဆိုးဝါးဆုံးကျွန်မခံစားရတယ်ဒီအဆိုးဆုံးတွေရင်ဆိုင်တဲ့အခါမှာကျွန်မအရင်ကဗုဒ္ဓဘာသာ background ဖြစ်တယ်အဲ့ဒီအခါမှာဒီဗုဒ္ဓဘာသာဝင်တွေမှာကျွန်တော်တို့တည်သွားတဲ့အခါမှာကျွန်တော်တို့မှာတန်တရားရှိတယ်တန်တရားမှာကျွန်တော်တို့ကလေပတ်နေရမယ်ကျွန်မအဲ့ကြာကိုအရန်ကြောက်သွားတယ်ကျွန်မတည်ရင်ဘယ်ကိုသွားမလဲကျွန်မတည်ရင်ဘယ်ကိုသွားမလဲကျွန်မဒါကိုအရန်ကြောက်တဲ့အခါမှာ2004ခုနှစ်မှာကျွန်မနိုင်ငံခြားသားတယောက်ကိုတွေ့တယ်သူကကျွန်မအဖေနဲ့အမြဲတမ်းစကားပြောနေတယ်သူတို့အမြဲတမ်းဘာအကြောင်းပြောတာလဲလို့ကျွန်မစဉ်းစားတယ်အဲ့ဒီအချိန်မှာတော့ကျွန်မကဒီတန်တရားကလွတ်မြောက်ဖို့ကိုကျွန်မရှာဖွေနေတဲ့အချိန်သူတို့ကလည်းအဖေနဲ့ဒီနိုင်ငံခြားသားကလည်းအဲ့ဒီအကြောင်းကိုပြောနေကြတယ်အဲ့ဒီအချိန်မှာကျမကအဖေစီကတဆင့်ဒီခရစ်တော်အကြောင်းကိုကျမသင်ယူလာခဲ့တယ်ယေနှစ်မင်္ဂလာကိုခံလိုက်တယ်ခံပြီးတော့ကျမအဲ့တော့ Bible တွေကိုတခါကျမမှာနိုင်ငံသားသူဆရာမတယောက်စီက2009လောက်မှာကျမယုံကြည်ခြင်းရတယ်နောင်တရတယ်အဲ့ဒီအချိန်မှာ2008ခုနှစ်မှာကျမကဘာတွေသွားတွေ့ပြန်လဲဆိုရင်market ဖြစ်တဲ့ area ကိုကျမရောက်သွားတယ် AR တိုင်းမြန်မာနိုင်ငံ AR တိုင်းကိုရောက်တဲ့အခါမှာအရန်ဆိုးဝါးတာတွေကိုထပ်တွေ့တယ်အဲ့ဒီအခါမှာကျမကဝန်ထမ်းတယောက်ဖြစ်လာတယ်ကျမလူမှုကယ်ဆယ်ရေးဝန်ထမ်းတယောက်ဖြစ်လာတယ်အမြင်ကအဲ့မှာဒိတ်ပဲကိုကျမရှင်းသွားတယ်ဒီမှာအရင်လိုအပ်နေတဲ့လူတွေအတွက်ကယ်တင်ရှင်ဟာဘယ်သူလဲဆိုတာကိုကျမသိခဲ့ရတယ်ကျမကိုသင်ပေးတဲ့ဆရာမလိုပဲအိတ်တလုံးကိုလွယ်ပြီးတော့ကျမခရစ်ယာန်တရားတွေကိုလိုက်ပြောပြတယ်ဧဝံဂေလိတရားတွေကိုနေရာတိုင်းမှာလိုက်ပြောပြတယ်ပြောတဲ့အခါမှာကျမထူးခြားတာခံစားရတာကကျမတို့မှာဖះကိုယုံကြည်ချက်ရှိရမယ်ယုံကြည်ချက်ရှိတယ်ဆိုလို့ရှိရင်ကျမရှေ့မှာလူနာတယောက်လာရင်လည်းကျမဆုတောင်းတယ်သူပျောက်ကင်းတာကိုကျမတွေ့ရတယ်အဲ့လိုနဲ့ကျမလူတွေအများကြီးကိုဆုတောင်းပေးတယ်နောက်ပြီးတော့တရားတွေကိုပြောပြတယ် at the time in 2012 July လောက်ခဲ့တဲ့အခါကျတော့နေရခိုင်ပြည်ကိုသွားရမယ်တဲ့ရခိုင်ပြည်ကိုသွားလိုက်ပါတဲ့ကျမရခိုင်ပြည်ကိုတခါမှမသွားဘူးကျမရခိုင်တယောက်ဖြစ်ပေမဲ့ကျမတခါမှမသွားဘူးဒါပေမဲ့ကျမအဖေကကျမကိုရခိုင်ပြည်ကိုသွားခိုင်းတဲ့အခါမှာကျမရခိုင်ပြည်ကိုရောက်သွားတယ်ဆိုရဲဆိုတာလူတစ်ဖက်နဲ့တအားမုံတီးနေတယ်သူနဲ့ကိုနဲ့တအားမုံတီးတဲ့အခါမှာကျမဓာတ်တွေကိုထပ်မြင်တဲ့အခါမှာကျမဓာတ်တွေကိုဘာလုပ်ပေးတင်တယ်လဲဆိုလို့ရှိရင်ကျမတို့က the people they lost their livelihood ဒီအချိန်မှာအရေးကြီးဆုံးကဒီလိုအပ်နေတဲ့လူတွေကိုကျမတို့ကအဓိကအကူညီရမယ်ဘယ်သူလိုအပ်ဆုံးလဲဘယ်သူကမိဖမဲ့လဲ so when I see we feel very sorry for that when we arrive in Rakhine State so many water has color something like the yellow brown so many color they are suffering
the sea. This is water filter. Now we are distribution in Rakhine State. It is very good water. We explain how to use this water filter and how to wash their hand, how to clean their body, and then they can go from here. လူတွေအများကြီးကကျမတို့လုပ်ငန်းတွေကိုမြင်လာတယ်အဲ့တော့ကျမတို့အလုပ်တဲ့လူတွေမှာတကယ်ပဲသူတို့ရဲ့လုပ်ရကအလိုအပ်ဆုံးလူကိုကူညီပေးတယ်ငင်းချမ်းရေးအတွက်ဘာတွေလုပ်ပေးသလဲဆိုလို့ရှိရင်ကျမတို့ကဒီမွတ်စလင် community leader တွေကိုခေါ်တယ်နောက်ပြီးတော့ဗုဒ္ဓဘာသာ community leader တွေကိုခေါ်တယ်ခေါ်ပြီးရင်ကျမတို့ကစစ်ဆက်ပေးတယ်သူတို့ကိုအတူတကွပေါ့နော်ဟိုညှိနှိုင်းပေးတယ်အတူတကွအလုပ်လုပ်စေတယ် we are peacemaker team I found peacemaker team we have 3 Muslim and 5 Buddhist and 7 Christian Buddhist background believer our team did so many things such as running school and food distribution so Buddhist side and Muslim side they can see Jesus love အဲ့ဒါကြောင့်မလို့ခရစ်တော်ရဲ့မေတ္တာတရားကိုပြတဲ့အတွက်ကြောင့်မလို့ခရစ်တော်ကလည်းHoly Spirit ကလည်းကျမတို့နဲ့အတူတူအမြဲတမ်းရှိတယ်ခရစ်တော်နာကိုလိုက်ဖို့အတွက်အစဉ်သင့်ဖြစ်နေကြတာကိုကျမတို့အများကြီးတွေးခဲ့ရတယ်အိမ်အသင်းတော်တွေကိုကျမတို့ကအခုတဖြည်းဖြည်းနဲ့ဖွဲ့စည်းလာတယ်အိမ်အသင်းတော်တွေဘယ်လိုဖွဲ့စည်းလဲဆိုလို့ရှိရင်ပထမဦးဆုံးကျမတို့ကပေါ့နယ်မြေတစ်ကိုရှာဖွေတယ်တစ်ကိုရှာတယ်ဆိုတာခရိယန်အကြောင်းတစ်ခါမှမကြားဘူးသေးတဲ့နေရာတွေကိုကျမတို့ကရှာဖွေတယ်ပထမဦးဆုံးဒီခရစ်တော်အကြောင်းကိုပြပြဖို့အတွက်သူတို့ကိုချင်းကပ်နည်းကိုအခုစပြီးပြပြမယ်နော်မမလိုအပ်ချက်တွေရှိလို့ရှိရင်နီနီကသွားပြီးတော့သူတို့ကိုပေါ့နော်ဆူတောင်းပေးတာတွေလိုအပ်လာလို့ရှိရင်နီနီလှုပ်ပေးတယ်အဲ့ဒါနဲ့သူတို့နဲ့ရင်းနှီးသွားတဲ့အခါမှာပထမဆုံးရင်းနှီးမှုရယူတယ်မမရဲ့ရင်းနှီးမှုယုံကြည်မှုတွေကိုရယူတယ်မမနီနီတို့ရဲ့စိတ်နှလုံးနူးညံ့သိမ်မွေးမှုတွေလည်းအမတန်အရေးကြီးတယ်မမအဲ့လိုပြောဆိုပြီးတဲ့အခါမှာဒီတဆူရီတော်ဖခင်အကြောင်းကိုပြပြတော့မယ်ဆိုတဲ့အခါမှာနီနီတို့ကနံပါတ်2အနေနဲ့ဆိုလို့ရှိရင်ဒီအဝါရောင်စာအုပ်ထဲမှာဗာရေးထားလဲဆိုလို့ရှိရင်ဗုဒ္ဓဘာသာအခြေခံအကျဆုံးအချက်တွေကိုရေးထားတယ်အဲ့ဒီအကျဆုံးအချက်တွေကိုနီနီတို့ကနေပြီးတော့ရှင်းပြတယ်ရှင်းပြပြီးတော့မှအဲ့ဒီထဲမှာခရစ်တော်တရားနဲ့တူတဲ့ကျမ်းပိုက်တွေရှိတယ်အဲ့ဒီကျမ်းပိုက်တွေကိုသူတို့ကနေပြီးတော့ဒီပေါ့အဲ့ဒီခါမှာသူတို့ရဲ့စိတ်ထဲမှာခရစ်တော်အကြောင်းအရင်သိချင်လာတယ်အကျအဆုံးချက်ကမဟာကရုဏာတရားနဲ့ဒီကယ်တင်ခြင်းတရားဖြစ်တယ်မမအဲ့ဒီကယ်တင်ခြင်းတရားကိုစိတ်နှလုံးသားထဲမှာလေးလေးနက်နက်ခါသူတို့သိဖို့လိုတယ်မမအဲ့လိုသိလာဖို့အတွက်ရယ်သူတို့ယုံကြည်လာဖို့အတွက်သူတို့နောင်တရလာဖို့အတွက်နီနီတို့ကနေပြီးတော့သူတို့ကိုတေးချာရှင်းပြရတယ်မမအဲ့လိုခရစ်နဲ့တခါသူတို့ကိုယဉ်နှိမင်္ဂလာပေးတာဖြစ်တယ်ဒါဆိုရင်ခရိယန်တယောက်ဖြစ်လာပြီလားဆိုရင်သူတို့ကဒီခရစ်တော်တရားတွေနဲ့ဘလို့ဆက်လက်ပြီးတော့နေထိုင်ရမလဲဆိုတဲ့အချက်တွေကိုနီနီတို့ကတကားသူတို့မိသားစုအတွင်းမှာသူတို့ကဒီလိုမျိုးဟာတွေအလွယ်တကူနားလည်သဘောပေါက်လာဖို့ဒီနီနီတို့အတင်းတော်ကရေးထားတဲ့စာအုပ်ကိုတခါသူတို့ပေးဖတ်တယ်အဲ့ဒီခါမှာသူတို့နေ့စဉ်နေ့တိုင်းပဲဒီခရစ်ယာန်ဖြစ်လာတဲ့ခါမှာခရစ်တော်တရားတွေကိုလိုက်လျှောက်ပြီးတော့သူတို့ကနေ့စဉ်ဘုရားရှိခိုးပြုဆုတောင်းတဲ့အလုပ်တွေကိုသူတို့ရုံရုံကြည်ကြည်နဲ့လုပ်လာကြတယ်နောက်ပြီးရင်သူတို့ကိုကျမတို့ကတပည့်တော်တွေကိုကျမတို့မွေးထုတ်တယ်တပည့်တော်တွေခရစ်တော်နောက်လိုက်မဲ့လူကိုမွေးထုတ်တယ်နောက်ပြီးလို့ရှိရင်ကျမတို့နံပါတ်5အနေနဲ့ကခေါင်းဆောင်တွေကိုကျမတို့ရွေးပြီးတော့ဒီခေါင်းဆောင်တွေကိုသင်တန်းပေးတယ် We are training 6 leaders from 6 townships in Rakhine State.
တင်တဲ့နေတဲ့အချိန်မှာကျမရဲ့ခံစားချက်ကကျမအရင်ကသိခဲ့တဲ့ခစ်တော်အကြောင်းကိုပို့ပြီးတင်တဲ့တိုင်းပို့ပြီးသိလာရပါတယ်သူများတွေပြောပြဖို့အတွက်လေပို့ပြီးတော့နားလေသိလာရပါတယ်ကျမဟာရေနည်းမင်္ဂလာခံပြီးခလေးတွေကိုကျမအစားတွေကခလေးတွေစာတင်ဖို့စာတင်ဖူးပါတယ်နောက်ပြီးတော့အခုအချိန်မှလည်းသူတို့ဟာသူတို့ရဲ့ညံမြင်တော့သူတို့ရဲ့အသိဉာဏ်နဲ့ယေရှုခရစ်တော်ကိုကျမရဲ့တပည့်ဟာတော်တော်ကြီးကိုပြောတတ်နေပါပြီဖွဲ့ကြောင့်ကျွန်တော်တို့အရန်ပဲဝမ်းသာရတယ်ကျွန်တော်တို့ကုညီပြည့်ရဲ့အတွက်ဒီဖက်အထူးပဲကျေးဇူးတင်နေလေးလာတာဟာလေသူတို့ရဲ့မေတ္တာတရားကြောင့်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ကသူတို့ပြန်ပြီးတော့အထူးပဲကျေးဇူးတင်နေဆိုတဲ့စကားလက်ဆုံးပြောချင်